Hello ကျမကတော့အလိမ္မာပါအလိမ္မာ sharing channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အလိမ္မာစီမှာ passport QR service နဲ့တိုးကူတဲ့ GFT file service တွေရပါတော့ဒါနဲ့တစ်ခုလောက်ပြောမယ်ပေါ့နော်ဒီ3လပိုင်းဆောင်မွေးဖြည့်ရက်ကတိုးကူတဲ့ GFT က10ရက်နေ့ထိပဲရှိပါတယ်နော်အဲ့ဒါကြောင့်မလို့ဖြည့်မယ်ဆိုတဲ့လူတွေကကြိုတင်ပြီးတော့မှဒီ file တင်ထားမယ်ဆိုရင်တော့ပိုကောင်းတယ်ပေါ့နော် file တင်ရက်ကတော့ဒီလ26ရက်နေ့ပါဒါပေမဲ့ဖောင်တင်ရက်နေတဲ့အတွက်ဆောင်းဝဲဖြေမယ်လို့တွေးထားတဲ့လူတွေကတခြားလေးဖောင်နဲ့ဖောင်တင်ဖို့လုပ်ပေါ့နော်ဖောင်မရလိုက်မှဆိုလို့ပါဒါဆိုရင်စလိုက်ရအောင်နားမကြတော့လူနာအားအချက်အလက်များပေးဖို့ရတွင်အထီရောက်ဆုံးနီလမ်းမှာအပေနီးတဲ့နာကပ်ပြီးအော်ပြောခြင်းနဲ့လက်ဟန်ချီရနဲ့အမြင်အာယုံဆိုင်ရာဥမာရုပ်ပုံစာသားကိုသုံးခြင်း၃ခက်မြမြန်စကားပြောခြင်းဆိုတော့ခက်မြမြန်စကားပြောလို့ရှိရင်ဒီနားမကြပါဘူးဆိုတာခက်မြမြန်ပြောလို့ရှိရင်ဘာမှနားမလဲတော့ဘောနော်ရှင်းပါတယ်ပေါ့နော်အဖေမန်းနံပါတ်1လက်ဟန်ချီရနဲ့အမြင်အာယုံဆိုင်ရာဥပမာရုပ်ပုံစာသားကိုသုံးခြင်းဆိုတာလေးဖြစ်ပါတယ်နာကပ်ပြီးတော့အော်ပြောလို့မရပါဘူးเนาะဘာလို့လဲဆိုလို့ရှိရင်ဒီနားမကြားသူတွေအတွက်အမြင်အာယုံကနေတဆင့်သတင်းစကားလက်ခံရရှိခြင်းကအမားယွန်းကင်းဆုံးဖြစ်တယ်အဲ့ဒါကြောင့်မို့နံပါတ်2ကိုရွေးရခြင်းဖြစ်ပါတယ်လက်ဟန်ချီဟန်လေးတွေနဲ့ပြောမယ်ဆိုလို့ရှိရင်နားမကြားလူနာတွေကပို့ပြီးတော့နားလေပါเนาะနံပါတ်1အဲ့ရပေါ်တွင်ဗီဒီဆောင်လဲနေတော့လူနာအာမီနေရာတွေခေါင်းအောင်တို့မဟုတ်ကုရှင်ခုပေးရမည်နီးတဲ့ by out တွင်နဲ့ဒုနှစ်ခုကြားတွင်3ခေါင်းပေါ်တွင်တဲ့အဲ့တော့ဘာမှလို့ထင်ပါသလဲဗီဒီဆောင်လဲနေရတဲ့လူနာတွေဘိုးဘတွေအတွက်ခေါင်းအောင်တို့မဟုတ်ကုရှင်ကိုဒုနှစ်ခုကြားမှာခုပေးရတာဖြစ်ပါတယ်เนาะဘာလို့လဲဆိုလို့ရှိရင်เนาะဒီဘေးဆောင်အိတ်တဲ့အခါမှာဒူးနှစ်ခုထိကက်နေမယ်ဆိုရင်ဖိအားများပြီးတော့အိယာနာဖြစ်နိုင်တဲ့အတွက်ဒူးကြားမှာကုရှင်ခုပေးခြင်းကဖိအားကိုရှော့ချပေးရခြင်းဖြစ်ပါတယ်အဲဒါကြောင့်မလို့နောက်တစ်ခုကတော့စီးကျူယောဂရှိတော်လူနာများတွင်မီဒီလက္ခဏာကိုအထူးသတိထားရမည်နိတစ်တွေးကြိုရုတ်တရက်ကြခြင်းကြောင့်တတိလစ်ခြင်းနှစ်သပင်ကျွတ်ခြင်း3အတန်ပလန်ကြားရခြင်းအဲ့ဒီတော့ဒီစီဂျိုယောဂရှိတဲ့လူနာမှာဘယ်လက္ခဏာအထူးတတိယမှာဆိုလို့ဆိုရင်တော့စီဂျိုဆိုမှာတော့ဒီတွေးကြိုရုပ်တရက်ကြခြင်းကိုတတိသွားကြခြင်းကြောင့်တတိလစ်ခြင်းဆိုတာလေးကိုအထူးတတိထားမှာဖြစ်ပါတယ်ဒီနံပါတ်နဲ့နံပါတ်3ကလုံးဝမသက်ဆိုင်ဘူးနော်မိကွန်းနဲ့အဲကြောင့်နံပါတ်1ဖြစ်ပါတယ်ဘာလို့လဲဆိုရင်တော့ဒီစီဂျိုစီတောက်နေတဲ့လူတွေမှာတွေးကြိုအလွန်အမင်းကြသွားမယ်ဆိုလို့ရှိရင်ချွေးစေးထွက်ခြင်းတုံရင်ခြင်းနဲ့တတိလစ်ခြင်းတွေဖြစ်နိုင်တာကြောင့်လို့တရားလုံးတို့မဟုတ်ဘူးစကုတ်ကိုအနားတွင်လည်းစောင့်ထားရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့အယုပယောဂရှိတော့ဘိုးဘွားများအတွက်မိသည့်အရာကိုအဓိကကူဆိုင်ရမည်နည်းတဲ့အစာအများကြီးကျွေးရန်တဲ့တွေ့လားနော်ဒါဆိုရင်မိခွန်းနဲ့လုံးဝမသက်ဆိုင်ဘူးနော်နံပါတ်2ချော်လဲခြင်းမဖြစ်အောင်ကာကွယ်ရန်ဒါလေးဆိုလို့ရှိရင်သက်ဆိုင်တယ်နံပါတ်3အခန်းမိပိတ်ထားရင်မိခွန်းနဲ့မဆိုင်ပါဘူးအပြင်မှန်ကနံပါတ်2ချော်လဲခြင်းမဖြစ်အောင်ကာကွယ်ရန်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ဒီအယုပဖြစ်နေတဲ့သူတွေကတာမန်ချော်လဲယုံလေးနဲ့အယိုးကျူးလေတဲ့အတွက်ကြောင့်လဲကြခြင်းမရှိအောင်အထူးဂရုစိုက်ရမှာဖြစ်ပါတယ်နော်ဒါကြောင့်မလို့အဖြစ်မှန်ကနံပါတ်1ဖြစ်ရတာဖြစ်ပါတယ်ဒီလိုမေးခွန်းလေးဆိုရင်တော့လွယ်တယ်လို့ပြောလို့ရပါဘောเนาะကြံတဲ့အဖြစ်နှစ်ခုကမေးခွန်းနဲ့လုံးဝမသက်ဆိုင်နေဘူး sorry ပါเนาะပြင်မာရန်စုနေလို့လူနာ၏ခန္ဓာကိုယ်ကိုတန့်စင်ပေးခြင်းနဲ့ပတ်သက်၍မှန်ကန်သောအချက်မှာအပေနီးတစ်အခန်းအပူချိန်ကိုအေးအောင်ထားရမည်နှစ်မျက်နှာကိုတုပ်ရတွင်အတွင်းတောင်းမှအပြင်တောင်းတို့တုပ်ရမည်သုံးခန္ဓာကိုယ်အနံ့ကိုတပြိုင်နက်တည်းအဝတ်ချွေ၍တုပ်ရမည်တဲ့အဲ့တော့ဒီမေးခွန်းလေးကအရှိဒီမှာလည်းပါပြီးသားပါနော်မျက်နှာကိုတုပ်ရမှာအတွင်းတောင်းမှအပြင်တောင်းတို့တုပ်ရမည်ဆိုတာလေးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီမျက်စိအတွင်းမှာရှိတဲ့ပိုးမွားတွေအပြင်ကိုထွက်သွားစေဖို့အတွက်မျက်လုံးအတွင်းတောင်းမှအပြင်တောင်းတို့တုပ်ရခြင်းဖြစ်တယ်။လူနာအေးခဲမသွားစေဖို့အတွက်သုံးမဲ့နေရာကိုအဝတ်ချွေပေးရမှာဖြစ်ပါတယ်။ဒီ1နဲ့3ကကြတော့မဆိုင်ဘူးပေါ့1ကတော့လုံးဝမဆိုင်3ကကြတော့မဟုတ်ဘူးပေါ့နော်အနံ့ကိုတပြိုင်နက်တည်းအဝတ်ချွတ်ပြီးတော့တုပ်ရမှာမဟုတ်ပါဘူးเนาะဒါဆိုလို့ရှိရင်ဒီနေ့တော့ကတော့ဒီလောက်ပါပဲနောက်ပိုင်းဂျပန်ပိုင်းလေးတင်ပေးမှဖြစ်လို့ channel လေးကို subscribe လေးလုပ်ပြီးတော့ကြပါအောင်เนาะဒီစုအများကြီးတင်ပါတယ်